TikTok မှာအခုအင်္ဂလိပ်စာသင်တယ်ဆိုပြီးတဲ့ခါကျတော့အင်္ဂလိပ်စာကိုဘယ်လိုပိုတန်ပအောင်ပြောမယ်ဘာညာဆိုပြီးတဲ့ခါကျတော့လိန်ပြီးတဲ့ခါကျတော့အခုလိန်တဲ့အခြေအနေကပိုးပြီးစိုးလာလို့အဲ့ဒီရဲ့အကြောင်းပြောပြမယ်ဆက်စုမပူလို့လာရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့ဒါနေရာယူလိုက်တော့ဒါက social media ကိုအသုံးချပြီးတော့လိန်လေတာပေါ့နော်ဘယ်လိုလဲဆိုတဲ့ခါကျတော့ဥပမာရှင်တို့ကဒီ online ကနေပြီးတော့သင်တန်းတွေဖွင့်လို့မရအောင်မဟုတ်ဖွင့်လို့ရတယ် class တွေသင်လို့မရအောင်မဟုတ်သင်လို့ရတယ်ဒါပေမဲ့လူတွေကို false hope တွေပေးပြီးတဲ့အခါကျတော့မလိန်ဖို့ပေါ့နော်ဘယ်လိုလဲဆိုတဲ့အခါကျသူ့ရဲ့လိန်တဲ့ပုံစံတွေကိုပြောပြမယ်သူကိုသူကငကိုကလေးကနေပြီးတော့ချမ်းသာလာပါတို့ပြီးတဲ့ခါကျတော့ဘန်ကောက်မှာ तू ကဆရာလုပ်ပါတယ်တို့သူ့အမေက single mom ကိုမှ तू ကကြီးတက်ချမ်းသာရဲ့သားနဲ့ဒီသူ့လုံစာနဲ့ तू ရက်တီနေပါတယ်တို့သူ့အမေကိုစိန်ပရက်တွေတို့စိန်ပရက်ထွက်ပလိပ်ပြော်ရင်တက်တဲ့ဟာပျောက်စေးလေးစိန်ပရက်ရင်လူးစေးတို့ပါတို့နေမှာပေါ့အဲ့ဒီဟာကိုအဲ့ဒီဟာမျိုးတွေဝယ်ပေးတယ်တို့သူ့အမေကိုဟိုတယ်ကြီးတွေမှာဘယ်လိုထားပေးတယ်ဆိုတဲ့ဟာတွေသူများရဲ့ဗီဒီယိုတွေကို download ချပြီးတော့အဲ့လိုမျိုးတွေတင်ပြီးတဲ့ခါကျတော့အဲ့ဒီဟာနေမှာတစ်ဆင့်သူကသူ့ရဲ့ဒီ customer ရှာတာပေါ့နော်customer ရှာတယ်ပြီးတဲ့ခါကျသူ့ရဲ့သင်တန်းသားရှာတယ်သူ online class သင်ပါမယ်ဘာညာဆိုပြီးတဲ့ခါကျတော့အဲ့လိုမျိုးတွေလုပ်ပြီးတဲ့ခါကျတော့လေသူ့ရဲ့သင်တန်းရဲ့အမှားပေါ့နော်အမှားကဘယ်လိုလဲဆိုတဲ့ခါကျတော့အင်္ဂလိပ်စာပဲသင်တရုတ်စာပဲသင်နော်စိုက်တဲ့ဘာသာရပ်ကိုသင်လို့ရတယ်အင်္ဂလိပ်စာဥပမာအင်္ဂလိပ်စာကို native speaker လိုမျိုးလည်းပြောစရာမလိုဘာမှလည်းပြောစရာမလိုသူများပြောတာကိုလည်းနားလည်မယ်ကိုပြောတာကိုသူလည်းနားလည်မယ်သူနဲ့ကိုနဲ့ communicate လုပ်လို့အဆင်ပြေတယ်ပြီးတဲ့ခါကျတော့အင်္ဂလိပ်ဒီနိုင်ငံသားမှာနေပြီးတဲ့ခါကျတော့ report တွေရေးတယ်နော်တခြားကိစ္စတွေအလုပ်တွေလုပ်ကြတယ်ဆို grammar ပိုင်းမှန်နဲ့သေချာလုပ်နိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်စုကိုwhat is that what is TikTok အဲ့လိုမျိုးတွေပြောနေစရာတွေမလိုဘူးနော်အဲ့ဒီတော့လူတွေကတလွဲစပင်ကောင်းပြီးတဲ့ခါကျတော့နော်အဲ့ဒီပါဇက်ကနေထွက်ပြီးတဲ့ဟာကိုမျိုးတွေကိုပဲတိအောင်လုပ်ပြီးတဲ့ခါကျဟိုကပြောတော့လဲဘာလဲမသိနားမလဲဒီကပြောတော့လဲဘာလဲမသိနားမလဲအဲ့လိုမျိုးတွေဖြစ်ပြီးတဲ့ခါကျဘာမှမဟုတ်တဲ့နေရာတွေမှာပတ်စံတွေကုန်ပြီးတဲ့ခါကျရှင်တို့သူများအလိန်တွေခံရမှာဆိုလို့နောက်တစ်ခုဒီလိုမျိုး online ပေါ်မှာနာမည်ကြီးလာလို့ရှိရင်လူတွေကလိန်စားတဲ့ဘက်ကိုဥတီကြတယ်ကောင်းကောင်းဝယ်လုံးမစားအသက်ငယ်တဲ့သူတွေဆိုပို့ဆိုးတယ်သူလည်းသူ့ကိုသူပြောတယ်အသက်20နဲ့သူဒီပတ်စံတွေဘယ်လိုရှာနိုင်ပါလဲဘယ်လိုလုပ်နိုင်ပါလဲဆိုတော့ပထမဆုံးအနေနဲ့ပြောပြမယ်ဒါအသက်ငယ်တဲ့လူတွေကိုဘာရဲ့ကြောင့်မှပြောတာမဟုတ်ဘူးလူတစ်ယောက်က10တန်းအောင်နဲ့10တန်းအောင်တဲ့လူတစ်ယောက်နဲ့เนาะအဲ့ဒီ10တန်းမအောင်တဲ့လူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံလည်းမတူဘူးเนาะဘဝအတွေ့အကြုံလည်းမတူဘူးသူတို့ရဲ့ယက်တီချက်เนาะသူတို့ရဲ့ခံယူချက်တွေလည်းမတူဘူးအဲ့လိုပဲ10တန်းအောင်တဲ့လူတစ်ယောက်နဲ့ဘွဲရတဲ့လူတစ်ယောက်နဲ့လည်းမတူဘူးဘွဲရတာမှရိုးဘွဲရတို့ MSc တို့ PhD တို့ဘွဲရတဲ့လူတွေနဲ့လည်းမတူဘူးနောက်တစ်ခုကဘွဲရပြီးရင်ဒါမှဘာအလုပ်မှမရှိတဲ့လူနဲ့လုပ်ငန်းမှာအတွေ့အကြုံတွေအများကြီးရှိတဲ့လူနဲ့ရဲ့အခြေအနေကလည်းမတူအခုဆိုလို့ရှိရင်ဟိုအရင်တော့ကလည်းပြောဘူးတယ်မိနစ်ပိုင်းရဆိုလို့ရှိရင်လည်းတရုတ်စာဆရာเนาะလူလိန်เนาะလိန်ပြီးတော့ခါကျအခုပြေးသွားတယ်เนาะပြေးသွားမှာအခုတင်တန်းတွေပါဖြစ်နေတယ်အဲ့လိုမျိုးပဲအခုဘာမှမဟုတ်ဘဲနဲ့ဟာ attention တွေပေးကြတဲ့ခါကျဒီအင်္ဂလိပ်စာဆရာလည်းအဲ့လိုမျိုးတွေလုပ်တယ်အဲ့လိုမျိုးတွေခုနရှင်းမှာပြောခဲ့တဲ့လိုမျိုးပဲအဲ့လိုမျိုးလိန်စင်တွေလုပ်တဲ့အပြင်တင်တန်းကျောင်းသူ15နှစ်ကျောင်းအပ်တဲ့ကျောင်းသူမှာဆိုလို့ရှိရင်လည်း message ကနေပြီးတဲ့အခါကျတော့မဖွဲ့မရလိန်လုံးစော်တဲ့ဟာတွေတယောက်တည်းပဲတင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဆိုဘယ်ဟာနဲ့ဘလို့တင်အဆင်ပြေသူ့ကိုပြောတယ်လေ तू က LGBT မိန်းမတွေနဲ့တွေ့တော့လေဒီလိုမျိုးဆိုတဲ့ခါကျအဲ့လိုမျိုးလူတွေကအရန်ကိုမှအန်နေရများတယ်ပြီးတဲ့ခါကျသူ့ရဲ့ဇက်ကြောင်းကိုလှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း rich kid လည်းမဟုတ်ဘာ kid မှလည်းမဟုတ်ဘူးသူတို့စီမှာဒီလိုမျိုးဖွင့်တဲ့နေရာဒီအင်္ဂလိပ်စာတင်တန်းလိုဟာမျိုးဟာအဲ့ဒါဆိုလို့ရှိရင်သူတို့က native speaker တွေနဲ့တင်တာဖြစ်တဲ့အတွက်နော်အဲ့ဒီတင်တန်းမှာတက်တဲ့သူတွေကဆိုလို့ရှိရင်အင်္ဂလိပ်စာလည်းကောင်းကြတယ်အဲ့ရနေပြီးတော့မှ तू ကကျောင်းနေပါတယ်တက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ပျောက်သွားပြီးတဲ့ခါကျတော့အခုမှထိုင်းကိုသွားရလို့ဘဲကိုသွားလို့နဲ့အခုမှပြန်ပေါ်လာပြီးတဲ့ခါကျဒါမျိုးတွေလှုပ်ရှားနေတာဖြစ်တယ်အဲ့ဒီတော့လူတယောက်တင်တန်းတစ်ခုကိုအပ်မယ်ဆိုလို့ရှိရင်ဒီဆရာကတကယ်ကောင်းတာဟုတ်ရဲ့လားဒီ TikTok မှာဟိုလိုလုပ်ပြဒီလိုလုပ်ပြနာမည်ကြီးတိုင်းလဲကောင်းတာမဟုတ်ဘူးဆိုတာကိုတိတ်ချာသိစေခြင်းနဲ့အဲ့ဒါကြောင့်မလို့လူတယောက်ပေါ်လာလို့ရှိရင်ဒီကနေဘုံမသိပါမသိနဲ့လက်ခုပ်တီးပြီးအမလီကောင်းလိုက်တာလို့လုပ်မနေကြပဲနဲ့သူ့ရဲ့တင်တန်းကိုကြော်ညာပေးတာတောင်မှ10လီတွေတောင်မှရှိတယ်နော်အဲ့လိုမျိုးပဲအဲ့နမှာသူဆိုလို့ရှိရင်နိုင်ငံခြားကိုသွားရတယ်များတယ်ဒီကြော်ညာအလကားအချောက်တိုက်ပတ်စံ2သိန်းရလို့3သိန်းရလို့ကြော်ညာပေးကြလားသူတို့ကလည်းဘလို့မျိုးတွေလည်းမသိနားကိုမလဲဘူးအဲ့ဒီတော့ဒါမျိုးတွေကိုတိတ်ချာလေးလာစုံစမ်းပြီးမှတင်တန်းတစ်ခုကိုတက်စေခြင်းနဲ့ကောင်းမွန်ဖြစ်စေခြင်းနဲ့ရှင်တို့ဒီခေတ်ကပတ်စံဆိုတာရှာဖို့မှာခက်ခဲနေကြအဲ့လိုမျိုးလဲလူလိန်နေရလဲပေါ်မှာပေါ်ဒူးနေတယ်အဲ့ဒါကြောင့်မလို့ကိုပတ်စံကို wisely နော်ပညာရှိတဲ့နည်းနဲ့အကျိုးရှိအသုံးချကြပါလို့ဒါမျိုးမဟုတ်ကတွေမှာနော်သွားပြီးတော့တက်ပြီးတော့တင်တန်းတွေဘာမှလုပ်နေပါနဲ့လို့နော်ဒါပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ရှင်တို့လည်းအဲ့နမှာအော်ပဲ